Nagasia Naga còn như bao gì đó mày bao tốn hòn trồ này Naga thì rồi là này đó tìm nhìn này lâu qua này đó đây à bảo rồi lưu trú này còn xích mình nhìn như rồi để cho ác như vậy lâu để phục vụ nhà này lâu để làm nhau mà bây giờ lưu để cái đó bà lý phi dùng lời đấy lưu cho nhà này dùng lời lưu gì bà lý lâu này hậu để thế nào vậy ấy là ha anh em một lúc khỏi bà anh ấy là nó số đi bên nhà anh ấy là lúc đi bên nhà anh ấy lúc gì phiền này im mà phiền này im mà gì phiền này nào mà phiền này nào đi lấy đuôi cha nào mà cha nào đi bà nó cũng mà sinh sao gì đi đây mà nó gái gì để số lại dùng mà vậy đi đóလူတွေကယုံနေကြတာပြောပါတယ်မင်းတို့မင်းကြီးတောင်အလိမ်မိသွားသေးတယ်ကြားဘူးလားမန္တလေးမြို့နေပြီးတော့မင်းတို့မင်းကြီးတောင်တက်လိမ်နေလို့ရှိတယ်လေအဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်သတိထားငကားပါလာရင်သတိထားမင်းတို့မင်းကြီးမောင်ရဲကံဆိုတာရှိတယ်နန်းတော်တယ်မောင်ရဲကံဆိုတာမောင်ရဲဆိုတဲ့လူကတနေ့ဘယင်ကိုတက်လိမ့်တာသူကငကားမင်းကြီးကလွတ်လိုက်လို့ဘောဂဝတိငကားပြေကလာတယ်ငကားမင်းရဲ့တမန်မာလို့ပြောဘယ်နေ့ဘယ်ရက်ဟာရှင်မင်းကြီးကိုငကားကလာဖူးပါလိမ့်မယ်ပေါ့အဲ့ဒီချိန်ကျရင်အဲ့ဒီကံထဲကနေပြီးတော့ငကားမင်းကြီးကပေါ်လာပြီးရှင်မင်းကြီးကိုဖူးမြော်ကြောက်ပါလိမ့်မယ်ဆိုတော့ဘယင်ကြီးကလည်းဖူးမြော်ခံနေတာပေါ့နော်အဲ့ဒီနေ့မှာအချိန်နဲ့အတိအကျပြောတယ်အားလုံးကလည်းငကားလာမယ်ဆိုဟုတ်ထင်ညာအဲ့တော့ဟုတ်ထင်တာခုမှမဟုတ်ရင်တော့ကထင်လာခဲ့ကြတာနော်အဲ့ဒါတွေသတိထားဖို့သိလို့ရတယ်ပေါ့နော်လက်တွေ့မကြတာတွေယုံလွယ်တာမကောင်းဘူးပေါ့အဲ့နေ့ရောက်လာပြီဆိုတဲ့အခါကျတော့မောင်ရဲဆိုတဲ့လူလိန်ကဘာပြောတော့ဆိုလို့ရှိရင်သူကမမဗျာငကားမင်းကြီးကတော့ရောက်လာတော့မှာပါဘုံရှိတဲ့ပုဂ္ဂိုလ်များသာသူ့ကိုမြင်ရပါလိမ့်မယ်ဆိုတော့ဘုရင်ကြီးကငါမမြင်ဘူးလို့ပြောရင်သူဘုံမရှိမှရောက်တော့နောက်ဆုံးတော့မြင်လိုက်ရတာပေါ့ဟာဟုတ်တယ်နဲ့ငါကြီးနော်အလင်းခံရတယ်လို့ခေါ်တာမမြင်ရလဲမြင်ရတယ်ပြောတာဘုံရှိတဲ့ပုဂ္ဂိုလ်မှမြင်ရပါလေဗျာဆိုတော့မမြင်ရဘူးဆိုသူဘုံမရှိရရောက်သွားလိမ့်မယ်လေကျန်တဲ့လူတွေကတော့ကိစ္စမရှိဘူးဘုံမရှိလို့သူတို့မမြင်တာတော့လိန်နာညာတာကိုသတိထားဖို့မတ္တမရေးကြည့်တယ်လောကကြီးထဲမှာနေတာဒုစီရလူတွေကတော်တော်များများကတော့အလိန်ခံရင်လို့စောင့်နေတဲ့လူတွေများပါတယ်လိန်မဲ့လူပဲမျောနေတယ်လိန်မဲ့လူကလိန်သာလိန်တရားလူတွေကအစနဲ့ပဲရှုံဖို့အစနဲ့ဆိုတာအဲ့ဒါလို့ဖြစ်ဒါကြောင့်မလို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်ပြောတာပဲဖြစ်ဖြစ်အဆိုးပြောတာပဲဖြစ်ဖြစ်ကိုယ်တိုင်သိအောင်လုပ်အလွယ်တကူနဲ့ယုံကြည်မှုဟာမကောင်းဘူးမန္တလေးမြို့ကြီးဒီဘောမင်းပါတော်မူသွားတာဆိုတာကိုလည်းပဲကြားဘူးရတယ်မဟုတ်လားရာသွင်းစကားတွေမှာအဆိုလေးတော့ရှိတယ်ဥကောင်းလိန်ထုတ်ဒီဘောပြုတ်တယ်ဥကောင်းလေထုတ်ဒီဘောပြုတ်ဆိုတာဟိုကျုံမင်းကြီးဥကောင်းကနေပြီးတော့လိန်ပြီးတော့ကလားလက်အပ်လိုက်တယ်လို့ဒီလိုပြောတယ်တကယ်ကတော့မဟုတ်ဘူးဥကောင်းလိန်တာမဟုတ်ဘူးအင်္ဂလိပ်ကလိန်တာအင်္ဂလိပ်လိန်တာကိုဥကောင်းကလည်းယုံမယ်အလိန်ခံရတယ်လို့သာမှတ်ပြီတော့ဒါဖြင့်ဥကောင်းလိန်ထုတ်ဆိုတဲ့စကားလုံးကဘာပြောတာတော့ဆိုတော့ဥဆိုတာတိကနာမယ်ကောင်းကနှစ်ကနာလိန်ဆိုတာကဘုရုဆိုလေးကနာထုတ်ဆိုတာ9ကနာပေါင်းလိုက်တဲ့အခါကျတော့ပါတယ်တော့1240တီဘောမင်းပါသွားတဲ့ခုနှစ်လေညာဘာတက္ကရာ1248ခုနှစ်ကအဲ့ဒါဥကောင်းလိန်ထုတ်ပြီးပေါ်ပြုတ်ပဲနော်အဲ့ဒါလို့ဆိုလိုတာကနေပြီးတော့ဟိုဥကောင်းလိန်နဲ့ထင်းနေအမှန်ကဥကောင်းလိန်တာမဟုတ်ဘူးဥကောင်းကိုအင်္ဂလိပ်ကလိန်သွားတာဘယ်လိုကြောင့်လိန်တာတော့ဆိုမော်လမြိုင်ဘက်မှာရှိတဲ့
ဒီကြောင်ရမင်းသားလားပဲမင်းသားလားမသိဘူးမင်းတို့မင်းကြီးရဲ့သားတွေရှိတယ်နော်အဲ့ဒီမင်းသားနဲ့ရုပ်တူတဲ့လူတယောက်ကိုသင်္ဘောပေါ်မှာမင်းသားဝတ်နဲ့တင်လာပြီးတော့သီဘောမင်းအစာအဲ့ဒီမင်းသားကိုနမ်းအပ်မယ်ဆိုပြီးတော့လိမ့်လာပြီးတော့နမ်းမအပ်ဖို့အဲ့ဒီအဖြစ်ပြက်ကလေးတွေဘောဓိတရှိအောင်ဖတ်ကြည့်ပေါ့မန်းလေးရှားဆွဲကိုမန်းလေးနေရင်မန်းလေးရာဆိုရင်သိရတယ်တို့လိန်ထုတ်သွားအောင်မလို့ဆိုကြအဲ့တော့အဲ့ဒီလူဟာတွေရှိတယ်ဒါကြောင့်မို့အာထေယမုခောဆိုတာယုံလွယ်တဲ့လူလို့ဆိုလို့တယ်နော်ယုံလွယ်တဲ့လိန်လို့ရဘာဖြစ်ခေါင်းထဲမှာဆွဲအောင်မှတ်လိုက်တယ်မဟုတ်တာပြောလဲအေးသူပြောတာဟုတ်တယ်ကောင်းတာပြောလေသူပြောတဲ့အတိုင်းဟုတ်တယ်ဆိုပြီးတော့လိန်နာညာတာကိုအလွယ်တကူမှတ်ယူတတ်တဲ့ပုဂ္ဂိုလ်မျိုးဟာအာရိယမုခောတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲအမှန်တရားကင်းတဲ့ပုဂ္ဂိုလ်တရားမရှိတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မျိုးလည်းမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်မဖြစ်သင့်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုး